တာကီကအမှတ်မထင်ခောက်ဆွဲ6ထုတ်ကိုဖိမိသွားတယ်နောက်တစ်စက္ကန့်မှာပဲခောက်ဆွဲတွေကကြေကြသလိုလူသေးလေးတွေရဲ့နိုင်ငံလေးကိုပြုတ်ကျသွားတဲ့ရုပ်တရက်ကောင်းကင်ဘော်ကနေပြုတ်ကျလာတဲ့အရာတွေကိုမြင်လိုက်တော့လူသေးလေးတွေအားလုံးထိတ်လန့်သွားကြတယ်အဲ့ဒီအချိန်မှာအမျိုးသမီးတစ်ယောက်ကခောက်ဆွဲတွေကိုကောက်ယူပြီးအနံ့ခံကြည့်လိုက်တယ်အန်အိုးစရာကောင်းတော့အောင်မွေးပြက်နဲ့အနံ့ထွက်နေတဲ့နှစ်ပေါင်းများစွာအဆောင်နှမှုနေတဲ့လူတွေကတော့ဝမ်းတာလုံးလို့မျက်ရည်တောင်ကျမတက်ဖြစ်သွားကြတယ်ဘယင်မကြီးကလည်းဒါဟာနတ်ဖျားပေးတဲ့လက်ဆောင်လို့ထင်ပြီးကောင်းကင်ကိုမောကြီးကကျေးဇူးတင်နေတယ်မကြခင်လူအားလုံးခောက်ဆွဲတွေကိုစားကြတော့တယ်အရသာကောင်းလို့တယောက်ပြီးတယောက်ဆွဲလန်းသွားကြတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတော့တဲပုံထဲမှာကဘာငယ်လေးတစ်ခုရှိနေမှန်းတာကီတည်သွားတယ်ဒါကြောင့်သူတို့အမျက်ပေးကနေလွတ်မြောက်နိုင်ဖို့တာကီမှာရှိတဲ့ခောက်ဆွဲ6အားလုံးကိုပေးလိုက်တဲ့အမျိုးသမီးကအိတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါအထဲမှာခောက်ဆွဲ6တွေအပြည့်ဖြစ်နေတာကိုတွေ့လိုက်ရတယ်အဲ့ဒီအချိန်ကစပြီးလူသေးလေးတွေရဲ့တာကီအပေါ်လေးစားယုံကြည်မှုကအမြင့်ဆုံးထိရောက်သွားတယ်အစာလုံးလောက်ရရှိသွားပြီဖြစ်လို့ဘယင်မကြီးလည်းစိတ်သက်သာရာရသွားတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲစစ်သားတယောက်ကပြေးလာပြီးရန်သူတွေမျိုးရိုးကိုတိုက်ခိုက်နေပြီလို့သတင်းပို့နေတာကြောင့်ဘယင်မကြီးကကိုယ်တိုင်စစ်ပွဲကိုဥဆောင်ဖို့ဆုံးဖြတ်လိုက်တဲ့ဒီဖြစ်ပျက်တွေကိုမြင်နေတဲ့တာကီကလည်းလူသေးလေးတွေကိုကာကွယ်ဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ရန်သူတွေကအင်အားကြီးလုံးနဲ့ဘယင်မကြီးရဲ့တပ်ဖွဲ့တွေမကြခင်မှာပဲဝိုင်းရံခံလိုက်ရတဲ့အားလုံးမျှော်လင့်ချက်ပြောင်းနေချိန်မှာတာကီကမိပြစ်တဲ့နဲ့လက်ယူပြီးပြန်ရောက်လာတဲ့ချက်ချင်းပဲလူသေးလေးတွေရဲ့ကဘာထဲမှာမိတောက်ကြီးတွေဟုံတောက်လာတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ရန်သူတွေကြောက်လန့်ပြီးထွက်ပြေးကြတော့တယ်အဲ့ဒီအချိန်မှာတာကီကမိရှုမိမန်းနေငယ်ပစ်ချလိုက်တဲ့လူသေးလေးတွေအတွက်တော့ဥက္ကာခဲကြီးတွေကောင်းကင်ကနေကျလာတယ်လို့ဖြစ်သွားတယ်ဒါကိုမြင်လိုက်ရတဲ့ရန်သူတက်မှုလဲစုတ်ခွာဖို့အမိန့်ပေးလိုက်ရတယ်ဒါပေမဲ့သူတို့လည်းမလျှော့သေးဘူးသူတို့ကမော်ဆရာတယောက်ကိုခေါ်လာပြီးအစိတ်ရှိတဲ့ပိုးမွားတန်း30ကိုစိတ်ခေါ်လိုက်တဲ့ဘယင်မကြီးအနေနဲ့ကြားရောက်နေတာကိုမြင်တော့တာကီကပိုးတက်စေဘူးကိုယူပြီးတဲပုံးပေါ်ဖြန့်ချလိုက်တယ်မကြခင်နိုင်ငံတစ်ခုလုံးမြူးဖြူထူထူတွေနဲ့ဖုံးလွှမ်းသွားတဲ့မော်ဆရာခေါ်ထားတဲ့ပိုးမွားအားလုံးလည်းပျက်စီးသွားတယ်ဒါပေမဲ့မတော်တဆပိုးဟက်တကောင်ကလူသေးလေးတွေရဲ့ကဘာထဲကျသွားတဲ့လူသေးလေးတွေအတွက်တော့အဲ့ဒီပိုးဟက်ဟာဘလူးကြီးတကောင်လိုဖြစ်သွားတဲ့အားလုံးထိတ်လန့်ပြီးထွက်ပြေးကြတော့တာကီကပိုးတက်စေကိုထပ်ဖြန်းလိုက်ပြီးမကြခင်မှာပဲပိုးဟက်ကြီးကိုရှင်းလင်းနိုင်ခဲ့တယ်ဒါပေမဲ့အနေကမပြီးသေးဘူးဘယင်မကြီးကိုလုတ်ကြံတက်ဖြတ်ဖို့လုတ်ကြံသမားတွေဝိုင်းထားကြပြန်တယ်သူတို့ခေါင်းဆောင်ကအာနာသိမ့်ပြီးဘယင်တက်ဖြစ်နေတာပဲဘယင်မကြီးကိုကဲဖို့တာကီကအဝေးထိန်တင်ကားကစားစရာတစီကိုလူသေးလေးတွေရဲ့ကဘာထဲချပေးလိုက်တယ်နောက်တစ်စက္ကန့်မှာပဲအေယာမတင်ကားကြီးတစီနိုင်ငံထဲပေါ်လာတဲ့လုတ်ကြံသမားတွေကဒီလိုအရာမျိုးတစ်ခါမှမမြင်ဘူးကြဘူးတာကီကတင်ကားကိုထိန်းချုပ်ပြီးရန်သူတွေကိုရှင်းလင်းလိုက်တယ်သူတို့ရဲ့လက်နက်တွေကတင်ကားကိုဘာမှမလုပ်နိုင်ခဲ့ဘူးနောက်ဆုံးမှာရန်သူခေါင်းဆောင်ထွက်ပြေးဖို့စူးစမ်းချိန်တာကီကဖန်ခွက်တစ်လုံးနဲ့အုပ်ဖမ်းလိုက်တယ်ဒီလိုနဲ့ဘယင်မကြီးရဲ့အကြီးမားဆုံးအကြက်တဲကိုဖြည့်ရှင်းပေးနိုင်ခဲ့တဲ့ကျေးဇူးတင်တဲ့အနေနဲ့ဘယင်မကြီးကရေပလင်တစ်ခုတိစောက်ပြီးအခမ်းအနားကျင်းပခဲ့တဲ့ရုပ်တရက်စပွဲပေါ်ကတန်ချက်ကဝစ်စုံတစုံကလူသေးလေးတွေရဲ့ကဘာထဲကနေပြန်ထွက်လာတဲ့တာကီရဲ့လက်ထဲရောက်လာတာကတော့ရွှေတုံးစစ်စစ်တုံးအဲ့ဒီအချိန်မှာတာကီနားလည်သွားတဲ့ဒီကဘာငယ်လေးနဲ့ဆက်နွယ်နေတဲ့ရွေးသူဟာကဘာအချမ်းသာဆုံးလူဖြစ်လာနိုင်နေဆိုတာကိုပဲတာကီတို့ရက်ွက်ပါတွေဆက်ဖြစ်သွားကြမလဲဆိုတာသိချင်ရင် follow လုပ်ပေးခဲ့ပါဦးနော်